အခုကတော့လေ digital marketing စလုပ်မဲ့လူတွေတော်တော်များများစီးပွားရေးအတိအစားစလုပ်မဲ့လူမို့တို့လိုအသက်20ကျော်ပတ်ချလေဓမားတွေအတွက်ပေါ့နော်လုပ်ငန်းတွေအများကြီးအတွေ့အကြုံတွေအများကြီးမရှိဘူးဒါပေမဲ့ရှိပြီးသားအတွေ့အကြုံတွေလုပ်ငန်းတွေလုပ်နေတဲ့ရှုံးတယ်မြက်တယ်ရင်ဆိုင်နေရတယ်ဒီလိုမျိုးဖြတ်တန်းနေရတဲ့ lifestyle မှာဘယ်လိုမျိုးကိုယ့်ရဲ့လုပ်ငန်းကို strategy တကျစနစ်တကျလုပ်နိုင်မှုအတွက်ကိုပေါ့နော်ဒီဖတ်လို့ရမယ်စာအုပ်လေးရကြတော့ the page marketing plan ပေါ့နော်အရန်ကောင်းတယ်ဒီစာအုပ်လေးပါ the page marketing plan ဆိုတဲ့ဒီစာအုပ်လေးပေါ့နော်သူ့ထဲမှာမို့အကုန်လုံးမဖတ်ဘူးဒီလားမို့စာအုပ်ဖတ်လို့ရှိရင်လည်းမထင်နဲ့အကုန်လုံးတအုပ်လုံးဖတ်တယ်လို့မထင်နဲ့ပေါ့နော်သူ့ထဲမှာအရေးကြီးရဲ့အချက်တွေလောက် note တွေလောက်ကိုပဲဒီစာမူကနေရှာပြီးတော့နေမဖတ်တာပေါ့နော်အရန်ကောင်းတယ်ဒီစာအုပ်ကကြတော့လေဘယ်လိုလူမျိုးတွေဖတ်သိချင်လဲဆိုလို့ရှိရင်အခုမှကွာ customer တွေနဲ့ဆက်ဆံရမယ့်လူonline content creator လုပ်တဲ့လူတွေဖတ်လို့ရတယ်လို့ဒါမှမဟုတ်ရင်လေကွာစီးပွားရေးတစ်ခုခုတစ်ချိန်မှာစားလုပ်မယ်ဒါပေမဲ့စီးပွားရေးလောကရဲ့အကြောင်းကိုမသိထားသေးဘူးသိချင်တယ်customer နဲ့ကိုယ်နဲ့ဘယ်လိုမျိုး connection လုပ်ရင်ပိုကောင်းလဲ customer ကို value မြင့်အောင်ဘယ်လိုပေးသင့်လဲပြီးတော့ customer နဲ့ကိုယ်နဲ့ဘယ်လိုမျိုးတန်ဖိုးထားပြီးနားလည်ပြီးအလုပ်လုပ်ရင်ပိုအဆင်ပြေနိုင်မလဲဘယ်လို customer တွေကကိုယ့်ရဲ့စီးပွားရေးကိုမြင့်ပေးနိုင်လဲပေါ့နော်ဆိုတော့အဲ့ဒီအချက်တွေကိုဒီစာအုပ်မှာရှိတယ်ဒီလားစာအုပ်တော့လုံးနေတော့အကုန် perfect တော့မဖြစ်ဘူးဆိုပေမဲ့ဒီစာအုပ်ဖတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီပေါ့ customer နဲ့ကိုယ့်ရဲ့စီးပွားရေး digital လောကမှာလက်ရှိရင်ဆိုင်နေရတဲ့ digital လောကတွေမှာဘောနော်ဒီ customer နဲ့ကိုယ်နဲ့ရင်ဆိုင်ရမယ့်အရာတွေကိုဒီစာအုပ်ကနေပြီးတော့တော်တော်များများတင်ပေးလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ဒီ page marketing plan ဆိုတဲ့စာအုပ်ကိုလည်းအကြံပြုချင်ပါတယ်ရှင်ဝယ်ဖတ်ပေးဖို့ပေါ့နော်